မင်္ဂလာပါဒီကနေ့တင်ဆက်ပေးမှာကတော့စာရေးဆရာတကွန်ရေးသားတဲ့အလုတ်စခန်းမှတ်တမ်းဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ်အလုတ်စခန်းမှတ်တမ်းတက္ကသိုလ်ခရစ်ယာန်လှုပ်ရှားမှု SCM ၏လောအားပေးစခန်း Student Volunteer Work Camp ကို2005ခုနှစ်မေလတွင်ပြုလုပ်ခဲ့သည်နေရာကကချင်ပြည်မြို့တော်မြစ်ကြီးနားအလုတ်စခန်းချရာနေရာသည်မြစ်ကြီးနားမြို့နှင့်10မိုင်ခန့်ဝေးသည့်နောင်နန်းရွာရှိဂျော်ဘွန်ဆူတောင်းတောင်ဖြစ်သည်အောက်ပြည်အောက်ရွာမှတက္ကသိုလ်ခရစ်ယာန်မိတ္တဟာယ UCF အဖွဲ့များသည်မေလ6ရက်နေ့ညနေ9:00နာရီရထားဖြင့်ရန်ကုန်ဘူတာကြီးမှစတင်ထွက်ခွာလာခဲ့ကြသည်ကျွန်ုပ်တို့မူဝင် UCF ကသူရဲကောင်း4ဦးလည်းအပါအဝင်ဖြစ်ပေသည်နေပညာကျောင်းသားဖုံမော်ဂျိုးဆက်မင်းသူလွင်နှင့်ဝိဇ္ဇာသိပ္ပံကျောင်းသူတင်နီလာထေးတို့သည်မူဝင် UCF ကိုကိုစားပြုလုပ်အားပေးရန်ချီတက်လာသောသူရဲကောင်း4ဦးပေသည်ဝေါကန်သို့လိုက်ပါရန်တေချာစွာစည်ရင်သွင်းထားသူဖြစ်သည့်တင်နီလာထေးသည်တက္ကသိုလ်ပိတ်ရက်ဖြစ်သောညမူဥပင်သို့ရောက်နေလေပြီကျောင်းတက်နေရဆဲဖြစ်သည့်နေပညာကျောင်းမှလိုက်မိသူစင်းမှာကြာသပတေးညနေထိကနန်းမငြိမ်သည်နောက်တစ်ရက်တောက်ကြနေ့တွင်ရန်ကုန်သို့သွားရတော့မည်စင်းသွင်းထားသူတချို့ကလည်းအကြောင်းပြချက်အဖုံဖုံပြ၍မလိုက်နိုင်တော့ကြောင်းပြောပြလာသည်အဓိကအကြောင်းပြချက်မှာကျောင်းခေါ်ချိန်ရိုးကောမပြည့်ကြခြင်းဖြစ်သည်နေပညာကျောင်းတွင်လည်းရိုးကောပြည့်သူခက်ရှားရှားထက်ခနဲရှိရန်ကုန်ပြန်ကြသည့်ရန်ကုန်မှလာတက်ရသူအများစုဖြစ်သောကြောင့်ပင်ဝက်ကန်အတွက်တဆောင်ဝင်တဆောင်အတွက်လိုက်လံစော်ဩသူမူဝင် UCF အမှုဆောင်2ဦးဖြစ်သည့်ကျွန်ုပ်နှင့်ကိုဝင်းထွတ်တို့ခေါင်းနှပန်းကြီး၍အကြံအိုက်လျက်ရှိနေတော်သည်ညနေပိုင်းတွင်ထူးခြားလာသည်ဂျိုးဆက်နှင့်မင်းသူလွင်တို့လိုက်မိဟုဆိုသည်ခြေနေမဆိုးလားဖုံမော်ငါကဘလို့မှအဆင်မပြေဘူးမင်းလိုက်သွားကွာငါတို့ကမနေ့စီယုံပြီးလူလိုက်ခေါ်ထားတာငါတို့တယောက်ယောက်မလိုက်သွားရင်မကောင်းဘူးကိုဝင်းထွတ်ကပြောသည်ငင့်ကျွန်ုပ်လည်းရိုးကောမပြေမိုးလည်းချုပ်လူပြီးနောက်နေ့သွားရတော့မည်မိသားစုဆရာဆန်စီအပြေးသွား၍အကျိုးအကြောင်းပြောပြကရိုးကောအခြေအနေမေးကြည့်ရသည်ရိုးကောလားပြေးချင်ပြေးသွားနိုင်တော့ပါတယ်ကွစပိန်နေ၍အဆောင်သို့အပြန်လန်းတွင်ကုန်းလေးတမြုံမြုံပြုံးစီပြီးပြောနေသောဆရာဆန်၏စကားတန်ကိုပြန်ကြားရောက်ရင်းဆုံးဖြတ်ချက်ချလိုက်တော့သည်မနေ့ပြန်ကျွန်တော်ပါလိုက်သွားမယ်ကိုဝင်းထွတ်ချကွာအဆောင်ပြန်ရောက်၍အဝတ်စားထုတ်ပိုးရန်ပြင်သောလျှော်ထားသည့်အဝတ်ကမရှိတောက်ကြမနဲ့စောစောထအဝတ်လျှော်ဖို့လှမ်းထားကကျောင်းသို့ထွက်ခဲ့သည်အရေးတဲ့မိုးရွာမီအရေးအယောင်မြင်ရသဖြင့်ဖယ်ရီစီးရင်ဆူတောင်းနေရသေးသည်ကျောင်းရောက်သည့်အထိနေကမပူသေးနေပွင့်လာတော့မှစိတ်သက်သာရာရလေတော့သည်ဝေါ့ကမ်ခီးစေးကို UCF ကစိုက်ထုတ်ပေးမိဖြစ်၍ပူစရာမရှိသို့သောအတုံးစရိတ်ကလိုလာသည်ပုံမှန်တောက်ကြရန်ကုန်ပြန်ပြီးရက်ဖြစ်၍လက်ကျန်ငွေတိတ်မရှိတော့ပေထို့ကြောင့်ရီမန်းချက်ကြီးဖြင့်ဆူထားသောမြေအိုးစုဘူးလှလှလေးကိုခွဲခဲ့ရသည်ကိုကများစွာစိတ်မကောင်းဖြစ်မိတော့သည်တောက်ကြမနဲ့ကျောင်းတွင်အရေးပေါ်လိုက်စီယုံကြည့်ကြသေးသည်တချို့ကစိတ်ပါကြသည်သို့သောအိမ်ကိုဖုန်းဆက်ကြည့်ပြီးမိဘကမလွတ်သဖြင့်မလိုက်ဖြစ်ကြသို့နှင့်ဝေါ့ကန်သွားမိအဖွဲ့သားများသည်နေ့လယ်တွင်အဆောင်ပြန်လာကြပြီးအဝတ်စားအိတ်ဆွဲကာကားဂိတ်စီချီတက်ခဲ့ကြလေသည်ကိုဝင်းထုတ်ကရန်ကုန် UCF စင်တာသို့လိုက်ပို့မိဖြစ်သည်စင်တာသို့4နာရီခွဲအရောက်ဟုတည်ထားကြသဖြင့်တိတ်လောစရာမရှိသို့သောကျောင်းသားများရန်ကုန်ပြန်ရက်ဖြစ်သဖြင့်ကားချက်သည်မွန်လွဲ2နာရီခန့်မှကားရသည်ရန်ကုန်ရောက်သောတကုံအေယာကားဂိတ်မှစင်တာစီသို့အထုပ်ကြီးတကားကားဖြင့်လိုင်းကားတိုးစီကြသည်မိုးကလည်းရွာချလိုက်သည်စင်တာရောက်သောကျောင်းသူကျောင်းသားအရေးအယောင်မတွေ့ရတခုခုလွဲနေလေပြီစုံစမ်းကြည့်သောအခါဘူရာဆင်းသွားကြပြီ9နာရီရထားထွက်မည်ဟုသိရသည်နာရီကိုကြည့်လိုက်သော4နာရီ20ကမန်ကရန်တက်စီငှား၍ဘူရာသို့ပြေးကြရပြန်သည်မိပါမလားအတွေးဖြင့်ရင်တထိတ်ဘူရာရောက်သည်နှင့်ရထားတွဲတစ်လျှောက်လူအုပ်ကြားတိုးဝေကလိုက်ရှာကြရသည်ဟိုမှာတွေ့ပြီရထားတွဲအောက်ဆင်းကရပ်နေသောလူတစ်ယောက်ကိုမြင်သဖြင့်ဝမ်းသာအားရကျွန်ုပ်អော်လိုက်သည်စင်းကြံလမ်းရှိမြောင်များစွာသောလူအုပ်အကြားထင်းခနဲမြင်သာထင်သာရှိလာသောအနီပုဂ္ဂိုလ်ကပသိမ် UCF မှကျေးဇူးတော်နှာခေါင်းဟုခေါ်ကြသော
ညီဟိန်းဖြစ်ပေသည်ကျွန်ုပ်လည်းထိုအခါမှတပ်ပြင်းချနိုင်ကကျေးဇူးတော်ပဲဟုရေရွတ်မိလေတော့သည်တွဲရှိရောက်သည်နှင့်ယထာထွက်ရန်9မိနစ်သာလိုကြောင်းသတိပေးသံထွက်ပေါ်လာသည်ယထာပေါ်ရောက်နေသောအေယာဝတီတိုင်း UCF အချင်းချင်းဖြစ်ကြသည်ပသိမ်ဟင်္ဒရာမှတငယ်ချင်းများကစီးကြိုနှုတ်ဆက်ကြသည်တကားပေါက်ဘေးနာခုံလွတ်နေသဖြင့်နေရာယူလိုက်ကြသည်ယထာတတွဲလုံးသည် UCF ကျောင်းသူကျောင်းသားများတီးတန့်တွဲဖြစ်၏အိတ်ကြီးတကားကားနှင့်ကိုဝင်းထွတ်ကိုလည်းလိုက်မီအထင်နှင့်နှုတ်ဆက်စကားပြောကြသည်ယထာထွက်သောအခါဇင်းကြံလန်းတွင်ရက်ကြံခဲ့သောကိုဝင်းထွတ်ကိုလက်ပြနှုတ်ဆက်ရင်းကျွန်ုပ်စိတ်ထဲကရေရွတ်နေမိသည်မအူပင် UCF အနေနဲ့ဝေါ့ကတ်မှာအကောင်းဆုံးပါဝင်ခဲ့ပါမယ်ယထာကြီးသည်ရန်ကုန်မြို့တော်ကြီးမှကစုံပေါက်ထွက်ခွာလာခဲ့သည်ကျွန်ုပ်၏အတွေ့အကြုံတွင်နိုင်ငံတော်က UCF ညီအကိုမောင်နှမများအတူတကွလှုပ်အားပေးကြမည်အလုတ်စခန်းကြီးကိုကြိုတင်စိတ်ကူးရင်ခုန်ရင်းလိုက်ပါလာခဲ့သည်ယခုယထာပေါ်တွင်အောက်ပြည်အောက်ရောက်မှ UCF တော်တော်များများပါလာကြတော့လဲအားလုံးနှင့်မရင်းနှီးသေးမြစ်ဝကျွန်းပေါ်ဒေသ UCF တင်သားများသာတွားဘူးသောကျွန်ုပ်အတွက်ရင်းနှီးပြီးသားပသိမ်ဟင်္ဒရာအဖွဲ့သားများနှင့်သာစကားပြောဖြစ်သည်အထူးသဖြင့်3ဦးသာလိုက်ပါလာသောဟင်္ဒရာအဖွဲ့နှင့်အဖွဲ့ကြသွားသည်ကျွန်ုပ်တို့မူပင်အဖွဲ့ကလည်း4ဦးသာပါလာသည်ဖြစ်ရာအင်အားနည်းသည့်အဖွဲ့2ဖွဲ့ပေါင်းမိပြီးခရီးတစ်လျှောက်စကားဖောင်ပွဲရင်းအတူစီးဖြစ်ကြလေသည်ညဘက်ရောက်သောအခါခုံပေါ်အိတ်သူအိတ်ခုံအောက်အိတ်သူအိတ်အိတ်၍ရသည့်နေရာအကုန်တိုးဝေကအိတ်ကြလေသည်စထွက်စဉ်ကတည်းကတနေကုန်တညာလုံးခုံအောက်ဝင်၍အိတ်နေတတ်သူကရန်ကုန် UCF မှဟီးရိုးဟုခေါ်သူဖြစ်ပေသည်မေလ9ရက်စနေနေ့မနက်ပိုင်းတွင်မန္တလေးဘူရာကြီးသို့ယထာဆက်ရောက်သည်မြစ်ကြီးနားသွားမည့်ယထာပြောင်းစီရမည်ဖြစ်သည်အထုပ်အပိုးများဝိုင်းဝန်းတဲချကာမြစ်ကြီးနားယထာစင်ကြံသို့ရွှေ့ပြောင်းကြရ၏မွန်လွယ်ပိုင်းမှယထာထွက်မည်ဖြစ်၍လဲပတ်ရန်အချိန်ရသည်နေ့လယ်7 နာရီအရောက်ဘူရာသို့ပြန်လာကြရန်ဖြစ်သည်ကျွန်ုပ်တို့မူပင်အဖွဲ့သည်ဟင်္ဒရာအဖွဲ့နှင့်အတူဈေးကြိုဘက်ရှောက်ခဲ့ကြသည်ဈေးပိတ်ထားသည်ကိုတွေ့ရသည်နာယီစင်လဲရောက်ခဲ့၏ရန်ကုန်အိမ်မဝင်ခဲ့ရ၍ကျွန်ုပ်၏ကင်မရာပါမလာတော့လဲဂျိုးဆက်တွင်ကင်မရာတစ်လုံးပါလာသည်သူတငယ်ချင်းစီကငှားလာခဲ့ခြင်းဖြစ်သည်သူနှင့်ဖလင်လိတ်ဝဲကြသည်မန္တလေးမြို့ထဲလျှက်စစ်ပစ္စည်းဆိုင်များစွာရှိသည်ကိုသတိထားမိသည်ဘူရာနာရှိထမင်းဆိုင်တစ်ဆိုင်တွင်မနက်စာစားကြသည်ယထာပေါ်အပြင်းပြေတိခတ်ဖို့ဂီတာဝယ်ရန်အကြံရကြသဖြင့်ဂီတာတစ်လက်သွားဝယ်ကြပြန်သည်ထို့နောက်ဘူရာစီပြန်လာကြပြီးရေချိုးယုံ၌ရေချိုးကြသည်ဤသို့ဖြင့်ကျွန်တော်တို့အဖွဲ့သည်မြစ်ကြီးနားသို့ဆက်လက်ချီတက်ရန်အစဉ်သင့်ဖြစ်နေလေပြီယထာတွဲထိုးသောအခါအထုပ်ပိုးများကိုယထာပေါ်ဝိုင်းဝန်းတင်ကြရပြန်သည်ရန်ကုန်မှလေရင်ဖြင့်လိုက်လာသောဆရာစောရွှေလင်းလည်းဘူရာသို့ရောက်လာသည်မန္တလေးမှလိုက်မိ UCF များလည်းရောက်ရှိလာကြသည်ထို့ကြောင့်ယထာတွဲသည်ရန်ကုန်ကစထွက်လာစဉ်ကထက်ပို၍ကျတ်သွားလေတော့သည်မွန်လွယ်3 နာရီထိုးကန်ဤတွင်မှယထာစတင်ထွက်ခွာလာသည်မကြာမီပင်စကိုင်းတရားကြီးကိုဖျက်ကြရသည်ဆောက်လက်ဆစကိုင်းတရားကြီးကိုလည်းမြင်တွေ့ခဲ့ရသည်မြစ်ကြီးနားသွားသည့်ယထာတွဲသည်ရန်ကုန်မန္တလေးယထာတွဲလောက်မကောင်းပေညဘက်ကချင်ပြည်ထဲဝင်ရောက်လာသောအခါရာသီဥတုအေးစိမ်လာသည်ယထာတွဲပေါ်တွင်ကကျွန်ုပ်တို့မန္တလေးကဝယ်လာသောဂီတာသည်မနာတဲ့အသုံးတော်ခံလျက်ရှိသည်တစ်ဖွဲ့ပြီးလျင်နောက်တစ်ဖွဲ့တချင်းများအော်ဟစ်သီဆိုကြသည်မှာမောကြပုံမပေါ်နောက်တစ်နေ့တနင်္ဂနွေတနေကုန်ယထာပေါ်အချိန်ကုန်ကြရလေသည်ညနေ4 နာရီခန့်တွင်မှမြစ်ကြီးနားဘူရာသို့ယထာဆက်ရောက်သည်မြစ်ကြီးနား UCF ကျောင်းသူကျောင်းသားများလာရောက်ကြိုဆိုကြသည်လာကြိုသူများထဲတွင်မကြသေးခင်ကပြုလုပ်ခဲ့သောပဲခူးတင်တန်း၌ပါဝင်ခဲ့သူတချို့ပါသဖြင့်ပဲခူးတင်တန်းတွားရောက်ခဲ့သောတင်နီလာထေးကိုဝမ်းသာအားရနှုတ်ဆက်ကြသည်ဘူရာမှနေ၍ကားကြီးတစ်စင်းကားလေးတစ်စင်းဖြင့်အလုတ်စခန်းချမိနောင်နှန်းရွာစီထွက်ခွာလာခဲ့ကြသည်မြစ်ကြီးနားမြို့နှင့်10 မိုင်ခန့်ခရီးဖြစ်သည်နောင်နှန်းရွာဂျော်ပုံစုတောင်းတောင်အဝင်လမ်းထိပ်ရှိသာသနာဝင်းကြီး၌တဲခိုနေထိုင်ရန်စီစဉ်ထားကြလေသည်သာသနာဝင်းကြီးသည်အင်မတန်မှကျယ်ဝန်းလှပေသည်မြို့ငယ်လေးတစ်မျိုးစာခန့်ကျယ်ဝန်းသည်ဟုပင်အောက်မေ့မိ၏စိန်လန်းသောမြက်ခင်းပြင်များသည်တဝင်းလုံးဖြန့်ကျက်နေရာယူထား၍ကတ္တရာလမ်းများညီညာစွာဖောက်လုပ်ထားသည်
နောက်ခံရှုခင်းသည်လည်းတောင်များအစီအည်ဖြင့်တဘာဝအလှအထာကျလျက်ရှိနေသည်ဖះเจ้าဆောင်ကြီးကလည်းကျွန်ုပ်မြင်ဘူးသမျှတွင်အကြီးဆုံးဟုဆိုရမည်နိုင်ရန်အကာတော့မရှိသေးပလင်ပေါ်ရှိနောက်ခံတွင်အေယာမလဝကတိုင်ကြီးကိုတောက်ခတ်ထားသည်ကိုတွေ့ရသည်ကြောက်စိမ့်အစ်စ်နှင့်ပြုလုပ်ထားသောလဝကတိုင်ဖြစ်သည်ဟုဆို၏အမှန်ဟုတ်မဟုတ်တော့မသိအမျိုးသမီးများကိုဖះเจ้าကြီးနှင့်တွဲရက်အိမ်ခန်းများတွင်နေရာချပေးထားသည်အမျိုးသားများကအနီးရှိနှစ်ထပ်တိုက်အခန်းများတွင်နေရာယူကြရသည်ကျွန်တော်တို့မူပင်3ယောက်နှင့်ဟင်္ဒရာက1ယောက်ပေါင်းကအောက်ထပ်ရှိအခန်းတစ်ခန်းတွင်နေလိုက်ကြသည် SCM ကထုတ်သောတွေးမြင်ပုံရိပ်မဂ္ဂဇင်းတွင်ယခင်နှစ်များကအလုပ်စခန်းများအကြောင်းဖတ်ဖူးထားသည်ဖြစ်ရာတောထဲတောင်ထဲစခန်းချရမည်ဟုကျွန်ုပ်ထင်မြင်ခဲ့သမျှတက်ဆင်လွဲလေ၏ယခုမူတိုက်အိမ်တိုက်ခန်းနှင့်အတော်စိန်ကြမိအလုပ်စခန်းပါကလားဟုတွေးမိသည်ကားကြီးတစ်စင်းဝင်းထဲသို့ဝင်ရောက်လာသည့်ကြောင့်ခီးပန်းသဖြင့်မိကနေအိပ်ပျော်သွားသောကျွန်ုပ်လန့်နိုးလာသည်အထုပ်ကိုစီနှင့်ဆင်းချလာသောလူအုပ်ကြီးကတိတ်ဆိတ်ခြင်းကိုဖြိုခွင်းလိုက်သည်တယောက်တစ်ပေါက်ပြောဆိုနေသံများကျွတ်ညံလျက်ရှိ၏အိမ်ရှင်မြစ်ကြီးနား UCF အဖွဲ့ရောက်ရှိလာလေပြီအယောက်60-80ခန့်ရှိမည်ညနေရေမိုးချိုးအပြီးထမင်းစားကြသည်ထမင်းစားဆောင်သည်တည်တံ့အဆောက်အဦတစ်လုံးဖြစ်သည်ပုံမှန် SCM တင်တန်းများနှင့်မတူစွာအထူးကောင်းမွန်သောဟင်းလျာများဖြင့်စားကြရသည်စားပြီးနောက်ကြိုဆိုပွဲရှိသဖြင့်ဖះเจ้าဆောင်ကြီးတဲ့နေရာယူကြသည်မြို့ခံလူငယ်များကရိုးရာအကာများတေးတရုပ်ဖော်များဖြင့်တီဆိုကပြဖျော်ဖြေကြသည်ခရီးပန်းလာသောကျွန်တော်တို့လည်းအားပေးရင်းမျက်လုံးကတိတ်မပွင့်ချင်တော့ထို့နောက်တက်ရောက်လာကြသော UCF နယ်မြေအလိုက်မိတ်ဆက်ကြသည်2005ခုနှစ်အလုပ်စခန်းတွင်ပါဝင်သော UCF များမှာရန်ကုန်မော်လမြိုင်ဖအံပသိမ်ဟင်္ဒရာမအူပင်ပဲခူးမန္တလေးကလေးမကွေးမုံရွာမြစ်ကြီးနားတို့ဖြစ်ကြသည်ကြိုဆိုပွဲအပြီးတင်နန်းသားမှတ်ပုံတင်ခြင်းပြုလုပ်ကြရသည်ဤတွင်အလုပ်စခန်း၏အစမေလ10ရက်နေ့တနင်္ဂနွေနေ့အစီအစဉ်ပြီး၏ရန်ကုန်မှနာရီ40နီးပါးယထာစီးလာရသဖြင့်ကျွန်ုပ်နှစ်ချိုက်စွာအိပ်ပျော်သွားတော့သည်အိမ်မက်ပင်မမက်မေလ9ရက်တနင်္လာနေ့လောအားပေးစမိနေ့ဖြစ်သည်မနက်6နာရီကျော်ခန့်အိပ်ရာထကြပြီးမနက်ဝတ်ပြုကြသည်ထို့နောက်ထမင်းစားဆောင်တွင်မနက်စာသွားစားရသည်ကလပ်ပဲရောကြော်ထားသောထမင်းကြော်နှင့်ဘလက်ကော်ဖီဖြစ်သည်အလုံးမလုံးရသေးသဖြင့်တိမ်မစားနိုင်ကြသည်မနက်စာချိန်ပြီးနောက်ဖះเจ้าထဲလူပြန်စုပြီးတနေ့တာလုပ်ငန်းအစီအစဉ်များကိုကြီးညာသည်ဂျော်ဘွန်ဆူတောင်းတောင်တွင်တစ်ပင်ကြီးများဆက်ရန်ခြုံနွယ်အပင်ရိုင်းများခုတ်ထွင်ရှင်းလင်းရမည်ဖြစ်သည်တောင်ဆောင်တစ်လျှောက်9ဧကခန့်တောရှင်းရပေမည်လောအားပေးမိသူစင်းမှာ135ယောက်ဖြစ်ပြီးလောအားပေးအဖွဲ့ကိုဝန်ဆောင်မှုပေးမိ SAF အဖွဲ့မှာအယောက်20ခန့်ရှိသည်လောအားပေးအဖွဲ့ကိုအဖွဲ့9ဖွဲ့ခွဲထားသည်အဖွဲ့အမည်များမှာမြစ်ကြီးနား UCF တာဝန်ခံဟောင်းများ၏အမည်များဖြစ်သည်ခေါ်ဆောင်မရန်ယောဂျာနော်စီစီထူရာကွန်ထရဲရာဟူ၏ကျွန်ုပ်နှင့်ဂျိုးဆက်သည်ခေါ်ဆောင်အလံဖြူအဖွဲ့ကြသည်မင်းသူလွင်ကကွန်ထရဲရာတင်နီလာထေးကစီစီထူရာအဖွဲ့အလိုက်အလံအယောင်ကိုစီပေးထားသည်မိမိအဖွဲ့အလုပ်လုပ်သည့်နေရာတွင်အဖွဲ့အလံကိုစိုက်ထူထားရန်ဖြစ်သည်လောအားပေးအဖွဲ့သည်ဂျော်ဘွန်တောင်ကြီးစီခြေလင်းခြိတက်လာကြပြီဂျော်ဘွန်သွားရာလမ်းလေးမှာကတ္တရာခင်းမကျဲမကျဲလမ်းလေးဖြစ်သည်ကုန်းအနေမြင့်လေးများအတိုင်းဖောက်လုပ်ထားသောလမ်းလေးအစုံတွင်ဂျော်ဘွန်တောင်ကြီးသည်လောအားပေးမိသူများကိုကြိုဆိုနေသည်အောင်ပင်ကျွန်တော်တို့လည်းတက်ကြွစွာတောင်ပေါ်တက်ကြသည်တောင်ပေါ်ရောက်သောမျော်စင်သို့တက်ရလမ်းနှင့်ဆူတောင်ခန်းများစီသွားရလမ်းနှစ်ခုစုံရနေရာတွင်စုရကြသည်ထိုနေရာတွင်လူတစ်ယောက်ပြိုကျဲနေဟန်ရုပ်တုတစ်ခုရှိသည်ရုပ်တုအောက်ခြေတွင်300ဆူတောင်းခြင်းတွင်စက္ကပ်ခဲ့ကြသောလူ300၏အမည်များကိုရေးထိုးထားလေသည်တောင်ပေါ်စုရပ်သို့လောအားပေးအဖွဲ့သားများတဖွဲဖွဲရောက်ရှိလာကြလိမ့်ပြီတောင်ပေါ်မှမြင်ကွင်းသည်လှပလွန်လာသည်မြေပြန့်တွင်အနေချခဲ့သောတောင်ပေါ်သားကျွန်ုပ်ဘေးပတ်ဝန်းကျင်ရှိတောင်များကိုငေးမော်ရင်းရှုမဝဖြစ်နေမိသည်လူဆောင်သောအခါအဖွဲ့လိုက်အလံကိုစီကင်ပြီးတန်းစီကြရသည်
SCM National Secretary ဆရာစောရွှေလင်းကအဖွင့်အမှာစကားပြောကြားသည်အဖွဲ့အသီးသီးအတွက်ဓာပေါတူတရွင်းပေါပြားလက်အိတ်စသည့်ပစ္စည်းများပေးအပ်သည်ဆူတောင်းဆက်ကပ်ပြီးသောအခါလုပ်ငန်းခွင်ရှိရာတောင်ဆောင်စီထွက်ခွာခဲ့ကြသည်အလုံးလုံးမိနေရာရောက်သောအခါဂျော်ဘွန်ဆူတောင်းတောင်၏တာဝန်ခံဆရာကဆူတောင်းဆက်ကပ်ပြီးပေါတူ3ချက်ပေါက်ကအလုတ်စခန်းကိုဖွင့်လှစ်ပေးသည်ဆရာစောရွှေလင်း၏အလုတ်စခန်းကိုဖွင့်လှစ်ကြောင်းကြေညာသံအဆုံးတွင်ဂျော်ဘွန်တောင်ကြီးသည်လက်ခုပ်တံများတော်ညံသွားလေတော့သည်လက်ခုပ်တီးနေကြသူလူငယ်တယောက်စီတန်း၏ရင်ထဲတွင်ပင်မတော်မီဟူ၍မရှိဘဲရွှင်လန်းတက်ကြွမှုများပျော်ရွှင်ကြည်နူးမှုများပြည့်နှက်နေပေမည်အလွန်တရာတက်ကြွနေသောကျွန်ုပ်သည်လည်းဓာတ်တလက်ကိုကောက်ယူကာချစ်ပါအောင်စုပ်ကင်လိုက်သည်အလုတ်စခန်းကြီးစတင်ခဲ့လိမ့်ပြီအဖွဲ့တစ်ဖွဲ့လျင် UCF နယ်မြေတာဝန်ခံ2ဦးစီပါဝင်ဦးဆောင်ပြီးကျောင်းသားကျောင်းသူများထဲမှအဖွဲ့ခေါင်းဆောင်အမျိုးသား2ဦးအမျိုးသမီး2ဦးတာဝန်ယူရသည်အလုတ်ဆရန်ခရအချက်ပေးသည်နှင့်အဖွဲ့လိုက်မိမိတို့တာဝန်ကျရာအကွက်များကိုစတင်ရှင်းလင်းကြလိမ့်ပြီကျွန်တော်တို့ခေါ်ဆောင်အဖွဲ့သားများသည်လည်းဓားကင်သူကင်ပေါတူကင်သူကင်တက်ညီလက်ညီတောရှင်းကြတော့သည်ရှင်းလင်းပြီးသည့်နေရာတွင်တပေပတ်လဲအကျဲတပေအနက်ကျင်းများကို25ပေချ၍တူရသည်တစ်ပင်ဆိုင်ရန်ဖြစ်သည်ကျွန်ုပ်လည်းဓာတ်တလက်ဖြင့်မြင်သမျှခုတ်ထွင်ရှင်းလင်းရင်းလက်ခြေထောက်များတွင်စူကိုင်းချစ်ရာရှာရာများရကုန်သည်အကြောင်းမသိသေး၍အင်ကြီးလက်တိုဘောင်းမီတိုဝတ်လာခဲ့မိလေသည်တောရှင်းရတွင်တောင်ဆောင်တစ်လျှောက်အပေါ်မှအောက်သို့အတန်းလိုက်အကွက်ချထားသည့်အတိုင်းရှင်းရသည်ကျွန်တော်တို့အဖွဲ့သည်အစွန်ဆုံးအဖွဲ့ဖြစ်သည်ရှင်းရင်းနှင့်ဘေးကရက်အဖွဲ့နှင့်သွားဆုံသည်ကြီးကြပ်သူများကပြန်တိုင်းကြည့်သောအခါကျွန်တော်တို့အဖွဲ့သည်ဘေးအဖွဲ့၏လောက်ကွက်ထဲသို့စောင်းဝင်သွားခြင်းဖြစ်သည်ဘေးအဖွဲ့အတွက်ကောင်းလေစွာကျွန်တော်တို့အဖွဲ့မူလမ်းကြောင်းတက်အောင်တဖန်ရှင်းလင်းရပြန်သည်အချိန်တော်ကြာလာသောအခါကျွန်ုပ်လည်းဓားကန်ရသည်မှာညောင်းလာသည်ဘေးပညာလှည့်ကြည့်လိုက်သောအမျိုးသမီး2ယောက်ထဲကျင်းတူးနေသည်ကိုတွေ့လိုက်သည်ကျင်းတူးရလျင်တက်တာမီဟုတွေးလက်သူတို့နှင့်အတူကျင်းဝိုင်းတူးဖြစ်သည်ဤသို့လျင်ကျင်းတူးရင်းစကားပြောရင်းသူတို့နှင့်ရင်းနှီးသွားသည်တဦးကမော်လမြိုင်တက္ကသိုလ်မှနီထွေးနောက်တဦးမှာနော်တီတာသိန်းဖြစ်သည်ကျွန်တော်တို့3ယောက်အဖွဲ့စကားတပြောနှင့်တခြင်းပြီးလျင်နောက်တခြင်းစရိုက်တူးကြသည်အလုပ်ကြီးကြသူများလာဆက်သောအခါကျွန်တော်တို့အကျဉ်းများသည်အကွာအဝေးမှန်တော်လဲတဖြောင်တည်းမဖြစ်ပဲကြွေကောက်နေသည်ကိုတွေ့ရသည်သို့နှင့်ဘေးထွက်သွားသောကျင်းများကိုပြန်ဖို့ကျင်းအသစ်ပြန်တူးနှင့်နှစ်ခါပြန်မောကြရလေသည်ပထမဆုံးနေ့ဖြစ်၍အတွေ့အကြုံမရှိသေးသောကြောင့်ဟုစိတ်ဖြေရသည်ဤသို့အလွယ်အမှားနှင့်လောက်ကြရင်းနေ့လယ်17နာရီထိုးသွားသည်ရွှီဟေးအလုတ်သိမ်းခရသံကြားသောအားလုံးဝမ်းသာအားရထအော်ကြသည်မနက်ခင်းကအလုတ်လို့ရန်တက်ကြွနေသောစိတ်များမရှိတော့မောရကောင်းမှန်းတည်သွားကြလိမ့်ပြီအင်မတန်ပင်ပန်းနေပြီဖြစ်၍ခရသံလေးသည်အလွန်ကြက်တည်ရှိလာပေသည်အပြန်လန်းသည်လည်းတောင်အဆင်းလန်းဖြစ်၍တက်တာ၏ဖះเจ้าဝင်းပြန်ရောက်သောအခါအခန်းထဲဝင်၍ခြေပြစ်လက်ပြစ်လှဲချလိုက်သည်မကြာမီထမင်းစားခရသံကြားရသည်ဗိုက်စာလှပြီးဖြစ်၍ခရသံသည်နဝင်ချိုမြနေပြန်သည်ဟင်းလျာများကိုအတော်ကောင်းအောင်စီမံချက်ပြုတ်ထားသည်ကိုယ်တိုင်ပကံယူကိုယ်တိုင်ထမင်းထက်ကဟင်းခွက်သွားယူပြီးစားကြရသည်ကျွန်တော်တို့မူဦးပင်အဖွဲ့သည်ဟင်္ဒရာအဖွဲ့နှင့်ပင်အတူထိုင်စားဖြစ်သည်ခရီးစဉ်တစ်လျှောက်ကျွန်တော်တို့နှင့်အဖွဲ့ကြခဲ့သောဟင်္ဒရာ UCF မှတငယ်ချင်း3ယောက်အမိများကိုမိတ်ဆက်ပေးရပေဦးမည်နန့်ဝေဝေခန့်ချိုသာဦးနှင့်မောင်တွင်တို့ဖြစ်ကြသည်ကျွန်ုပ်နှင့်ဂျိုးဆက်တို့အတူကြသောခေါ်ဆောင်အဖွဲ့ဝင်များကိုမှတ်မိသမျှမှတ်တမ်းတင်ရလျင်ပသိမ်မှကျေးဇူးတော်နှခေါင်းခေါ်ညီဟိန်းကချင်နာမည်ဆိုင်းကြာဟုအဖွဲ့သားများကအမိပေးထားသောနော်မေစုသင်း NEC ရန်ကုန်ကရှမ်းမလေးအငဲကရင်လေးဒိုနီမူမကွေးကထန်းမုံရတွင်ကြောင်းတက်သောဂျာလီနော်အောင်မြကြီးနားမှကံမော်မုံလန်းအဆော့မအာနမ်အာဆာစင်တီယာစကိုင်းပညာရေးကောလိပ်တက်နေသောအခွန်အမွန်မော်လမြိုင်မှမွန်မာလီနီထွေးနော်တီတာသိန်းအဖွဲ့သားများအားလုံးနှင့်ယင်းဤတော်လဲ
အချို့အမိများကိုမမှတ်မိတော့နေ့လည်စာစားပြီးနောက်မွန်လွဲ2 နာရီခွဲအထိနားချိန်ရသည်ထိုအချိန်အတွင်းအိတ်ချင်သူများကအိတ်စကားထိုင်ပြောသူကပြောကြသည်ဝင်းအပြင်ထွက်၍ရွာထဲလိလာရေးထွက်ကြသူများလည်းရှိ၏တချို့ကအလုတ်ခွင်ရှိရာကြော်ပုံဆူတောင်းတောင်အထိသွားကဆူတောင်းကမ်းများ၌ဆူတောင်းကြသလိုမျောစင်ပေါ်တက်ကြသူများလည်းရှိသည်ဝင်းထဲရှိရမုံဝင်ဆိုင်တွင်လက်ဖက်ရည်ထိုင်တော့သူများရှိသလိုအပြင်ထွက်ကတိုဟူးတုတ်စံတိုဟူးခောက်ဆွဲပဲနို့စသဖြင့်တောဝယ်စားကြသူများလည်းရှိသည်နောင်နှမ်းရွာသည်ဂျိမ်းဖော်တိုင်းရင်းသားများနေထိုင်ရာရွာတစ်ရွာဖြစ်ပြီးမေခမလိခမြစ်ဆုံသွားရာလမ်းပေါ်တွင်တည်ရှိသည်မြစ်ကြီးနားမှ10 မိုင်ဝေးပြီးမြစ်ဆုံသို့ဆက်သွားလျင်18 မိုင်ခရီးဖြစ်သည်မြစ်ဆုံသွားရာလမ်းသည်လမ်းအဟောင်းကိုပြန်လည်ပြုပြင်ကာအသက်ဖောက်လုပ်ဆဲဖြစ်၍လမ်းမကောင်းသေးတဲခိုရာဝင်း၏လမ်းတစ်ဖက်ခြမ်းတွင်ကချင်ဓမ္မကောလိပ်ကြီးတည်ရှိသည်ရွှီလူစုခရသန်သည်ကျဲလောင်ဆူးရှာစွာထွက်ပေါ်လာသည်နေကင်းအနားယူချိန်ပြီးဆုံးသွားလိမ့်ပြီဤသို့လျှင်အလုတ်ကွင်ရှိရာတောင်ပေါ်သို့ခြီတက်ကြရပြန်တော့သည်မွန်လွဲ3 နာရီတွင်အလုတ်စကြသည်မနက်ခင်းကပင်ပန်းထားတော်လဲအတက်သရောဆက်လက်လှုပ်အားပေးကြသည်သို့သောအချိန်ကြာလာသည်နှင့်အမျှအဖွဲ့သားများပုံမရင်းနှီးလာကြသောအခါလှုပ်အားနှုံးများကြကုန်၏အကြောင်းမူကားဟိုနေရာတစုဒီနေရာတစုအလုတ်လုပ်ရင်းစကားထိုင်ပြောနေကြ၍ဖြစ်သည်ကျင်းလေးတစ်ချင်းတူးလျင်ပင်9 ယောက်ခန့်ဝိုင်းထိုင်တူးကြရင်းသူ့မျိုးရွာကိုမျိုးရွာအကြောင်းသူ့အကြောင်းကိုအကြောင်းအလာခီးလန့်အကြောင်းစကားဖောင်ဖွဲ့နေတတ်ကြလေသည်အိုပါပစ်ချောဆောခါကြီးမာဟ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 ာကျင်းတူးနေရင်အတန်လာရာသို့ကျွန်ုပ်လှည့်ကြည့်လိုက်သည်ကိုရီးယားယူဟုအဖွဲ့သားများကချစ်စနို့အမိပေးထားသောမြကြီးနား UCF ကျောင်းသူတယောက်၏ကိုရီးယားဒရာမာအရှင်ကြောင့်တဝါဝါတဟားဟားနဲ့အဖွဲ့ကြနေကြခြင်းဖြစ်သည်ကိုဖုံမော်ဘလို့လဲအခြေအနေကောင်းလားခမရဘေးနာကကျောင်းသူလေးတွေကျွန်တော်ခဏငှမယ်ဗျာဟုတ်ကဲ့ဆရာအဟီးဆရာစောရွှေလင်းရောက်လာကလူစုခွဲတော်မှကျင်းလေးတစ်ချင်းအတူပြကလူ6 ယောက်ခန့်လေးပြစ်နေကြသောကျွန်တော်တို့လည်းလူစုခွဲကအလုတ်ဆက်လုပ်ဖြစ်ကြတော့သည်ရွှီဟေးညနေ9 နာရီခွဲလေပြီအလုတ်သိမ့်ပြီအလုတ်ပစ္စည်းများကိုခြုံတနေရာတွင်စုသိမ့်ကဝမ်းသာအားရပြန်လာခဲ့ကြသည်အလုတ်စခန်းပထမနေ့ပြီးဆုံးလေပြီတနေ့တာလှုပ်အားပေးပြီးနောက်တောင်အစင်းလန်းအတိုင်းနွမ်းလျစွာပြန်လာခဲ့ကြသည်ပြန်ရောက်သည်နှင့်ရေချိုးရန်ရေတွင်းစီပြေးရသည်အမျိုးသမီးများက၎င်းတို့အိတ်ဆောင်အနီးရှိရေချိုးကမ်းများတွင်ချိုးရသည်အမျိုးသားများရေချိုးရန်ရေတွင်းတွင်းသာရှိသည်ရေတွင်းနားပတ်လဲအကာရန်လေးပြုလုပ်ပေးထားသည်လူများသဖြင့်အတော်ကြာတန်းစီဆောင်ဆိုင်ကြရသည်ထို့ကြောင့်တချို့မှာရွာထဲတွင်ရေတွင်းရှိသည့်အိမ်လက်ရှာကခွင်တောင်းပြီးချိုးကြသည်တချို့ကလမ်းတစ်ဖက်ချမ်းရှိဓမ္မကောလိပ်တွင်သွားချိုးကြသည်ရေချိုးရသည်မှမလွယ်တွင်းထဲမှကိုယ်တိုင်ရေဆွဲရသည်တနေ့ကုန်ဓားပေါက်တူးကင်ထားသဖြင့်လက်များကပေါက်ပြဲနေ၍ရေခတ်ရန်ခက်လာပေသည်ညနေခင်းရာသီဥတုကလည်းအေးရေကလည်းအေးဆက်နေသည်ဝက်ခန့်သွားရင်စပ်ပြတွေသွားတိုက်စီတွေယူလာကြမလို့ဘူးဟောအခုလိုလူတွေအများများတော့တွေ့တဲ့စပ်ပြကောက်တိုက်လိုက်ရုံပဲအဟဲမုံရွာ UCF တာဝန်ခံကိုအတီတယောက်ပြောဆိုတွေ့သည့်စပ်ပြတရုံကောက်တိုက်ရေတပွန်းပွန်းလောင်းကပြန်သွားလေတော့သည်ကျွန်တော်တို့အဖွဲ့လဲနောက်နေ့မှစ၍မျက်နာသက်ရေချိုးသွားချိန်များတွင်စပ်ပြယူမသွားဖြစ်တော့ညနေ6 နာရီခွဲတွင်ထမင်းစားခရာမှုတ်သဖြင့်ထမင်းစားယုံတွင်ညစာစားကြသည်ည9 နာရီခွဲတွင်ဖះเจ้าထဲစုဝေးကညပိုင်းအစီအစဉ်များပြုလုပ်သည်လက်ချချိန်နှင့်အဖွဲ့လိုက်ပြန်ပွဲများဖြစ်သည်ညပိုင်းအစီအစဉ်ပြီးသောအခါအိယာဝင်သူဝင်ကြသည်မအိသေးသောသူများကရမုံဝင်ဆိုင်တွင်ထိုင်ကဝိုင်းဖွဲ့ကြသည်မရင်းနှီးသေးသောသူများမိတ်ဆက်မိတ်ဖွဲ့ကြသည်အမျိုးသားတချို့မှာအမျိုးသမီးများအိတ်ဆောင်ရှိမြကင်းပြင်တွင်စုဝေးကဂီတာတီးကြသည်လျှက်စင်မီမရတော့လဲည7 နာရီအထိမိဆက်မောင်းပေးထားသည်မိပိတ်သွားသည့်တိုင်ဖျောင်းနိုင်ထွန်း၍ဆက်ထိုင်သူများလည်းရှိသေး၏ဤသို့ဖြင့်လောအဘီစကန်တနိတာနေတီတန်လေသည်ညဘက်ဂီတာတီးတဲ့လူချင်းမင်းများခမရတို့ဂီတာတီးတဲ့အခါပတ်ဝန်းကျင်ကိုလည်းမထိခိုက်အောင်မနေ့ကျရင်လည်းအလုတ်ဆင်းရမှာဖြစ်တဲ့အတွက်အေးကြီးမပြတ်အောင်ည7 နာရီအထိပဲတီးပေးကြပါနောက်ပြီးတီးတဲ့နေရာမှာလဲဟိုးဘက်ကအမျိုးသားများရေချိုးတဲ့နေရာမှာ
သွားတီးပေးကြပါလို့မြစ်တာရက်ခံချင်ပါတယ်ညကတကောင်ကျော်အထိဂီတာတီးဆိုကြသဖြင့်မနက်ပိုင်းဝုပြူချိန်တွင်ဆရာစောရွှေလင်းကပြောခြင်းဖြစ်သည်အမျိုးသားများရေချိုးရာရေတွင်သည်ဖះเจ้าမှအတော်ပင်ဝေးလေသည်နောက်နေ့ညများတွင်မူကားအမျိုးသမီးအိတ်ဆောင်ရှိမတီးကြတော့ပဲဖះเจ้าအနောက်ဘက်တွင်စုဝေးကတီးဆိုကြလေသည်မေလ9ရက်တနင်္လာနေ့မှ13ရက်တောက်ကြနေ့အထိ9ရက်တိုင်လိုအပ်ပေးကြသည်ညဘက်များတွင်မူလူကုန်ကူးမှုအကြောင်းတတော်ပြုံးတီးမှုအကြောင်းစသည့်သင်ခန်းစာများနားထောင်ကြရသည်အဖွဲ့လိုက်ပြန်ပွဲများလည်းရှိသည်တစ်ဖွဲ့လင်9မိနစ်မိမိစိတ်ကြိုက်တင်ဆက်မှုလုပ်ရသည်အဖွဲ့လိုက်အပြိုင်အဆိုင်အမျိုးမျိုးတင်ဆက်ပြသကြသည်အဖွဲ့တချို့ကပြဇာတ်တိုးပြကြသည်အလုတ်စခန်းတွင်ကြုံတွေ့ရသည့်အကြောင်းအရာများတာဝန်ခံဆရာမများ၏ဟန်ပန်တူပတရုပ်ဆောင်မှုများစသဖြင့်တင်ဆက်ကပြကြသည်talent show စွမ်းရည်ပြပွဲပုံစံတင်ဆက်သောအဖွဲ့လည်းရှိသည်အဖွဲ့တစ်ဖွဲ့ကလူရိုင်းပြဇာတ်ကပြသည်လူရိုင်းများသည်ပစိုးကြောင်းကြိုက်တည့်ရွယ်များပတ်ထားကမျက်နှာပေါ်အနှခါအပြည့်လူးထားကြသည်လူရိုင်းကောင်းဆောင်အဖြစ်မုံပြီးတရုပ်ဆောင်သည်မှာကောင်းလာသည်ကြောင်းကြိုက်ထားသည်မှာလည်းတင်ပါကြီးပြောင်ထင်းလျက်ရှိ၏ရခင်ပဲခူးတင်တန်းတွင်ပါဝင်ခဲ့သောအဖွဲ့သားများကလည်းလူကုန်ကူးမှုပညာပေးပြဇာတ်ပြသကြသည်အိမ်ရှင်နှင့်အိမ်ကူမာလေးအဖြစ်ဂမ်မော်နှင့်တင်နီလာထေးတို့ပြင်းပြင်းတရုပ်ဆောင်ကြသည်ချင်းတောင်ကိုလှန်၍ဂမ်မော်အင်ကြီးလွင့်ပြလိုက်သောအခန်း၌ကပရိသတ်များဝါကနေပွဲကြသွားလေတော့သည်ပုံဆက်ပြောပြိုင်ပွဲသည်လည်းပြောစရာကောင်းပေသည်တစ်ဖွဲ့လျင်9ယောက်10မိနစ်စီပြောရပြီးကြံသည့်အဖွဲ့သားများကပြောသည့်အကြောင်းအရာတိုင်းလိုက်၍တရုပ်ဆောင်ရသည်စာပြောမိဇလန်းအစကိုမဲနိုင်ရသည်ပြောသည့်သူနှင့်လိုက်တရုပ်ဆောင်သည့်သူများကြားနားလည်မှုလွဲကကမောက်ကမဖြစ်ကြပြီးရီရပျော်ကြရသည့်ပြိုင်ပွဲပင်ဒီလိုနဲ့ကောင်လေးနဲ့ကောင်မလေးတွဲလျှောက်လာတာကိုကောင်လေးရဲ့မိဘတွေကတွေ့သွားပါတယ်ကျွန်ုပ်ပြောလဲရောက်လာသဖြင့်ဇလန်းကိုဆက်လိုက်တော့မိဘနေရာတရုပ်ဆောင်ရန်2ယောက်ထွက်လာသည်ဒါနဲ့ကောင်မလေးရဲ့မိဘတွေကကောင်မလေးကိုသွားဆွဲခေါ်ကျွန်ုပ်စကားပင်မဆုံးသေးအဖေနေရာတွင်တရုပ်ဆောင်သူထန်းကကောင်လေးကိုပြေးထိုးလေတော့သည်ကောင်မလေးအဖေကကောင်လေးကိုပြေးထိုးတယ်ခင်ဗျာပြေးထိုးပါတယ်ခင်ဗျတရက်ပြီးတရက်ကုံလွန်ခဲ့ပြီးတောက်ကြနေသို့ရောက်ရှိလာခဲ့ပြီယနေ့သည်နောက်ဆုံးနေ့အဖြစ်လှုပ်အားပေးခြင်းဖြစ်သည်အားလုံးတက်ကြွစွာလှုပ်အားပေးကြသည်ညနေဆောင်သောအဖွဲ့တစ်ဖွဲ့လျင်တစ်ပင်တစ်ပင်စိုက်ကြသည်ထို့နောက်ဆူတောင်းဆက်ကပ်ပြီးလှုပ်အားပေးကိုရုပ်သိမ်းအဆုံးသတ်ခဲ့ကြသည်အားလုံးပြီးဆုံးသွားလိမ့်ပြီအမျိုးအမည်မသိခံစားချက်တစ်မျိုးကိုကျွန်ုပ်ခံစားရသည်ဝမ်းနည်းမှုလောပီတိဖြစ်မှုလောကျွန်ုပ်မခွဲခြားတတ်မိမိလှုပ်အားပေးခဲ့သောတောင်ဆောင်တစ်လျှောက်တစ်ချက်ငေးကြည့်လိုက်ပြီးလှည့်ထွက်လာခဲ့သည်လှုပ်အားပေးပြီးဆုံးသွားတော့လဲအလုတ်စခန်း၏အစီအစဉ်တစ်ခုကျန်နေသေးသည်မနက်ဖြန်စနေနေ့တွင်လေးလာရေးခရီးသွားကြရပေဦးမည်ခေါ်ဆောင်အဖွဲ့သားများအတွက်ကြပြတစ်ပုဒ်ကျွန်ုပ်ရေးဖြစ်ခဲ့သည်ညဘက်လက်ချချိန်တွင်ရေးခဲ့ခြင်းဖြစ်သည်အဖွဲ့သားအလုံး၏အမည်များမပါဝင်တော့လဲတချို့အမည်များအမတ်တရပါဝင်သည်ခေါ်ဆောင်အဖွဲ့သားများအလုံးကြပြကိုခန်းစားနိုင်ကြမည်ဟုမျှော်လင့်မိသည်နောက်ဆုံးညမဟုတ်သေးတော့လဲတယောက်နှင့်တယောက်လိပ်စာဖလှယ်ကြစာအုပ်တွင်အမတ်တရရေးထိုးကြသည်ကိုတွေ့နေရလိမ့်ပြီရမုံငွေဆိုင်လေးတွင်ရခင်လို2ယောက်3ယောက်ဝိုင်းများမဟုတ်တော့ပဲအုပ်စုလိုက်ဝိုင်းထိုင်ကပြောဆိုရီမောနေကြသည်တချို့ကဟိုဝိုင်းဒီဝိုင်းကူးကြည့်တန်းကြည့်နှင့်အားလုံးရင်းနှီးနေကြလိမ့်ပြီတာကြီးတို့အိတ်ခမ်းထဲသို့မင်းသူလင်ဝင်လာသည်လက်ထဲတွင်ဂါလံပုံးတစ်ပုံးရေတံဘူးများဖြတ်ကာခွက်လုပ်ကြသည်ကရင်အောက်ဆင်းထိုင်ကာဒိုင်ရှိုလေးဝိုင်းလိုက်ကြပြီးတခါမှမတော့ဖူးသေးသောကချင်ခေါင်ရည်ကိုမြည်စမ်းကြည့်ကြ၏ချိုမျှလှပေသည်မေလ14ရက်စနေနေ့မနက်စောစောတွင်လေးလာရေးခရီးစထွက်ကြသည်ဒိုင်နာကားကြီး2စင်းနှင့်ကားလေးတစ်စင်းစီစဉ်ထားသည်ကားခေါင်မိုးဝက်ချံပေါ်ကျွန်တော်တို့တက်စီးကြသည်ကားစထွက်သည်နှင့်တချင်များအော်ဆိုရင်းဂုံတက်ဂုံစင်းကားလမ်းတစ်လျှောက်လိုက်ပါလာကြသည်မကြာမီစင်ဆာကင်ရာငင်းချမ်းရေးဂေဟာသို့ရောက်ရှိကြသည်ဂေဟာကိုဝင်ရောက်လေ့လာကြသည်ထိုမှတဆင့်ရာဘာချန်သို့ဆက်သွားသည်မြကန်းနာကပယ်ရန်ပေါ်ဆောက်ထားသောဇရပ်ကြီးတွင်ကားရပ်ပေသည်မလိခခေါ်အေယာဝတီမြစ်ကြီးကိုအပေါ်စီးမှမြင်နေရသည်ကြောက်ဆောင်ကြောက်တုံးများနှင့်ဆိတ်၍ကြည်လင်နေသောမြစ်အလှသည်ရင်ကိုအေးချမ်းသွားစေသည်ထို့နောက်မြစ်ဆုံသို့ဆက်လက်ထွက်ခွာခဲ့ကြသည်
လန်ခီသည်တာယာလှပေသည်လန်နဘေးတောင်ကုန်းများတွင်တောင်ယာခုတ်၍မိရှို့ထားသည့်မြင်ကွင်းများလည်းတွေ့ရသည်မြစ်ဆုံရောက်သောအခါမြစ်ကမ်းဆက်သို့ဆင်းခဲ့ကြသည်ကမ်းဆက်တွင်ကြောက်တုံးကြောက်ခဲများပြည့်လျက်ရှိလေသည်လန်းဆန်းမဲ့စိတ်ကိုခန္ဓာတောက်ကြည့်မှထူတဲ့အရာသာမိကိုပါမိကိုဟာခါစိတ်ချုံမွေဤမြစ်ဆုံတွင်ရိုက်ထားသောတွင်းနှင့်နန္ဒာလိုင်တို့၏မိကိုကြော်ညာသခြင်းကိုညီးလိုက်မိသည်ကမ်းဆက်တွင်ဓာတ်ပုံများရိုက်ကြသည်လော့စပီကာဟုကျွန်တော်တို့ခေါ်သောဗရော်နီကာတို့ကလီ UCF အဖွဲ့နှင့်ရိုက်သည်အမွန်အပန်မဆိုင်မိုင်တို့စကိုင်းပညာရေးကောလိပ်မှဆရာမလေးများနှင့်ရိုက်သည်ကချင်ရိုးရာဝတ်စုံဝတ်ထားသောအမတစ်ယောက်နှင့်လည်းတွဲရိုက်ကြသည်မင်းသူလင်ကကရင်ဝတ်စုံငှားဝတ်ပြီးရိုက်လိုက်သည်၏ကျွန်ုပ်ဂျိုးဆက်နှင့်မင်းသူလင်တို့ကပညာရေးကောလိပ်ဆရာမလေးများနှင့်တဲတောင်ပြင်ဆိုင်တန်းရှိဆိုင်တစ်ဆိုင်တွင်ထိုင်ကြသည်ခဏကြာသောဂမ်းမောလာထိုင်သည်ထို့နောက်အာဆွတ်ရောက်လာပြန်သည်ဤသို့လျှင်တစတစနှင့်ဆိုင်တန်းတစ်လျှောက်ကျောင်းသူကျောင်းသားများဖြင့်ပြည့်သွားလေတော့သည်ဆက်လေစီး၍တစ်ဖက်ကမ်းသို့လဲပတ်ကြသူများလည်းရှိသည်ပင်လယ်ကမ်းခြေအလှနှင့်မတူစွာမြစ်ဆုံသည်တစ်မျိုးတစ်ဖုံလှပပေသည်မြစ်ဆုံတောင်ပြင်ရှိတဲများသည်ပင်လယ်ကမ်းခြေရှိတဲများထက်အလုံးပိုကြီး၍ပိုကြမ်းတမ်းသည်မြစ်စီသို့မြောက်ကြည့်သောတစ်ဖက်ကမ်း၌မြင့်မားသောတောင်တန်းကြီးများကပိတ်၍ကာစီထားသည်ပြန်ရမည့်အချိန်ရောက်သောအခါကင်မရာပြောက်သဖြင့်လိုက်ရှာရသည်မင်းသူလွင်ကခွန်းအောင်ထံ၌ကင်မရာအပ်ထားခဲ့ပြီးမေ့နေခြင်းဖြစ်သည်အပြန်တွင်ကျောင်းသူတချို့ပါဝက်ချံပေါ်တက်စီကြသည်ဒိုနီမူကဥဆောင်ပြီးဝက်ချံပေါ်၌ပင်အဖွဲ့များခွဲကဂိမ်းကစားလာကြရာဂျော်ဘွန်ပြန်ရောက်မှရက်လေတော့သည်နေ့လယ်စာစားကြပြီးနောက်လီလာဤဒုတိယပိုင်းအဖြစ်မြစ်ကြီးနားမြို့ထဲသို့ပို့ပေးလေသည်မြစ်ကြီးနားတက္ကသိုလ်အနီးရှိ UCF Center ဝင်းကိုသွားကြသည်မြစ်ဆုံမှတယောက်တတုံးကိုစီကောက်လာခဲ့သောကြောက်တုံးများတွင်မိမိ၏လက်မှတ်များရေးထိုးပြီးစင်တာ၌ထားခဲ့ကြသည်ထိုကြောက်တုံးများကို UCF ဝူးပြူဆောင်ဆောက်လုပ်သောအခါအမတ်တရအဖြစ်ထာပနာမည်ဟုဆို၏ထို့နောက်မနောကွင်းသို့ဝင်ရောက်လေ့လာကြသည်မနောတိုင်ကြီးရှိအလူအရက်ဓာတ်ပုံရိုက်ကြပြန်သည်မကြခင်တာဝန်မှအနားယူတော်မူဖြစ်သောမြစ်ကြီးနား UCF တာဝန်ခံဆရာဗရန်ဂျာမိသားစုကဖြော်ရည်ဘူးဝိုင်သီးထုံများဝေပေး၍ဧည့်ခံလေသည်ဆက်လက်၍မြစ်ကြီးနားဈေးသို့ပို့ပေးသည်ဈေးထဲလဲပတ်ရန်အချိန်ပေးသည်ညနေ9 နာရီအားလုံးပြန်ဆောင်ကြရန်ဖြစ်သည်ကျွန်တော်တို့အဖွဲ့သည်ဘတ်ဂျက်ခန့်လူပြီးဖြစ်၍ထွေထွေထူးထူးမွယ်ဖြစ်ခေတ္တမြဈေးကိုပတ်ပြီးသောအေးဆိုင်သွားထိုင်ကြသည်ငယ်စဉ်ကမြစ်ကြီးနားမကြာခဏရောက်ဘူးသောကျွန်ုပ်ကဥဆောင်၍သွားသည်ကျွန်ုပ်သည့်တခုတည်းသောဆိုင်ဖြစ်သည့်နိုင်လုံအေးဆိုင်တွင်ထိုင်ကြသည်ဂျိုးဆက်နှင့်မင်းသူလွင်တို့မစားဘူးသောအာဟာရသုံးပွဲမှားလိုက်သည်မြစ်ကြီးနားရောက်ရင်အာဟာရစားဘူးရမယ်ကွအခုသိတဲ့လူငါပါလို့မင်းတို့စားရတာနော်နှုံးမို့မင်းတို့အာဟာရမစားဘူးပဲမြစ်ကြီးနားကပြန်သွားရမှာဟဲဟဲညနေ9 နာရီထိုးကန်ပြီးတော့ကားစီပြန်လာခဲ့ကြသည်တနေကုန်ဘာမှမဝယ်သည့်မင်းသူလင်တယောက်ကားထွက်ကန်နီးတွေမှဆိုင်ထဲအပြေးလွှားဝင်သွားကချင်ရိုးရာအစဉ်ပတ်စံအိတ်ဝယ်ချလာသည်ပတ်စံအိတ်ထဲထည့်စရာပတ်စံတော့ကြံမီမထင်ညနေပိုင်းမြစ်ကြီးနားမြို့ထဲခရီးစဉ်သည်အောက်ပြည်အောက်ရွာ UCF များသာလိုက်ပါလာခြင်းဖြစ်သည်အိမ်ရှင်မြစ်ကြီးနား UCF အဖွဲ့သားများကဂျော်ဘွန်၌သာညနေတစ်ပိုင်းအနားယူကြံနေရစ်ခဲ့ကြလေသည်စနေနေ့ညသည်ရိုးရာယဉ်ကျေးမှုည culture night ဖြစ်လေသည်အလုတ်စကန်၏အစဉ်လာတစ်ခုဖြစ်သည်ပြည်တော်စုတဝမ်းမှတိုင်းရင်းသားပေါင်းစုံလာရောက်ကြသည်ဖြစ်ရာမိမိတို့ရိုးရာအကအလှများဖြင့်တင်ဆက်ကြကအပြန်အလှန်ယဉ်ကျေးမှုဖလှယ်ရင်းချစ်ကြည်ရင်းနှီးမှုတိုးပွားရလေသည်ချင်းဖော့လီဆူစသည့်ကချင်ရိုးရာအကများအပြင်ကရင်ချင်းရှမ်းရိုးရာအကအလှများကိုလည်းကြည့်ရှုခန်းစားကြရသည်အလုတ်စကန်သို့လိုက်ပါရာတွင်မိမိတို့ရိုးရာဝတ်စုံများယူဆောင်လာရန်လဲမမေ့အပ်ပေနောက်ရက်တနင်္ဂနွေနေ့တွင်ဖျားเจ้าများတွင်တွားရောက်ပါဝင်ရန်အဖွဲ့9ဖွဲ့ခွဲလိုက်သည်မူလအဖွဲ့4ဖွဲ့သည်ရွာဖျားเจ้าများတွင်ပါဝင်ရန်ဖြစ်ပြီးအဖွဲ့4ဖွဲ့ထဲမှထုတ်နှုတ်ကာဖွဲ့ထားသောတည်တံ့အဖွဲ့သည်မြို့ထဲရှိကရင်ဖျားเจ้าသို့တွားရောက်ရန်ဖြစ်သည်ကျွန်တော်တို့ခေါ်ဆောင်အဖွဲ့ကိုပသိမ် UCF တာဝန်ခံကိုကျော်မျိုးလိုင်နှင့် SCM ကွန်ပျူတာမှမအန်နီထာဦးဆောင်သည်အဖွဲ့အလိုက်ဖျားเจ้าတွင်တချင်းဆိုရန်တချင်းတိုက်ကြသည်ကျွန်တော်တို့အဖွဲ့ကနှက်ခမ်းအမိရသည့်တချင်းကိုတိုက်ကြသည်ဟင်္ဒရာတွင်ပြုလုပ်သောမြဝကျုံးပေါ် UCF တင်နန်းတွင်
တင်ခဲ့သောတခြင်းဖြစ်သည်မေလ15ရက်တနင်္ဂနွေမနက်ဝတ်ပြုခြင်းအပြီးမနက်စာစားသောက်ပြီးသည်နှင့်အဖွဲ့အသီးသီးထွက်ခွာခဲ့ကြသည်ကျွန်တော်တို့အဖွဲ့သွားရောက်ရမည့်ဖျားเจ้าသည်ဤသဖြင့်ခြေလျင်လျှောက်ကြသည်ဂျိမ်းဖော့ဖျားเจ้าဖြစ်၍ဖျားရှိခိုးလာကြသူများအားလုံးဂျိမ်းဖော့စကားသာပြောကြသည်ဖျားရှိခိုးအစီအစဉ်အစာဆုံးသည်လည်းဂျိမ်းဖော့လိုသာပြောလေသည်ထို့ကြောင့်အဖွဲ့သားများကကျွန်ုပ်ကိုအားကိုးကြရှာသည်အဖေကရဝမ်အမေကဇိုင်ဝါဖြစ်တော်လဲကျွန်တော်တို့အိမ်တွင်ဂျိမ်းဖော့စကားကိုအသုံးများသည်တို့ရတွင်အိမ်သုံးဂျိမ်းဖော့စကားသာတက်သောကျွန်ုပ်လည်းဂျိမ်းဖော့စကားစစ်စစ်ကိုကြားရသောအခါလိုက်မမီတော့သုံးနှင့်တဘာပတိကစကားပြောသောအခါတေချာနားဆိုင်ထောင်ထား၍ UCF ဟူ၍အင်္ဂလိပ်လိုကြားလိုက်သောအခါကျွန်တော်တို့အဖွဲ့တခြင်းထဆူလိုက်ကြလေသည်ဖျားရှိခိုးပြီးသောအခါတင်းအုပ်ဆရာကြီးကအိမ်ပေါ်ဖိတ်ခေါ်သည်တင်းအုပ်ဆရာမိသားစုကဖော်ရွေစွာကြိုးဆိုဧည့်ခံသည်ကော်ဖီမစ်ထုံများမုန့်များအရှံအပယ်ချထားပေးသည်ရေငတ်နေသောကျွန်တော်တို့အဖွဲ့သားများရေတွင်းထဲကျလေပြီကျွန်တော်လည်းဗိုက်ဆာဆာနှင့်တီးမင်းလက်ဖက်ရည်တစ်ခွက်ပြီးတစ်ခွက်မုတ်တစ်ထုပ်ပြီးတစ်ထုပ်အားပေးလိုက်သည်ထအပြန်တွင်မုတ်ထုပ်များကိုဘောင်းပြီးအိတ်ထဲပင်ထဲ့ယူလာခဲ့သည်အိမ်အောက်ရောက်ပြီးမှအမတ်တရဓာတ်ပုံရိုက်မည်ဆို၍အိမ်ပေါ်ပြန်တက်ရသည်တင်းအုပ်ဆရာမိသားစုနှင့်အတူအမတ်တရဓာတ်ပုံရိုက်ကြသည်နောက်တစ်ပုံထပ်ရိုက်သောအခါဖလင်ကုန်သွားလေတော့သည်တဲခိုရာဖျားเจ้าဝင်းပြန်ရောက်သောအခါအခြားအဖွဲ့များနှင့်အတွေ့အကြုံများဖလှယ်ကြသည်မိမိတို့သွားရသည့်ဖျားเจ้าကမိတို့မိဘုံအခန့်ကျွေးမွေးလိုက်ကြောင်းအပြိုင်ကြွားကြသည်တစ်ဖွဲ့ကမူပင်မဲ့ဖြော်ရည်တပူးစီသာတောက်ခဲ့ရသည်ဆို၏ထို့ကြောင့်ကျွန်တော်တို့အဖွဲ့ပါဆယ်ထုတ်လာသောမုံများဝေမျှပေးလိုက်ရလေသည်နေ့လည်စာစားပြီးသောအခါညနေအထိအားလက်ချိန်ရသည်ကရင်ဖျားเจ้าသွားသည့်အဖွဲ့ထဲမှာပါသောကရင်လူမျိုးចောင်းသားចောင်းသူတချို့စုကကရင်ဖျားเจ้าသို့သွားရောက်လဲပတ်ရန်မြို့ထဲသွားကြသည်တချို့ကအခန်းထဲဝင်အိတ်သူအိတ်တစ်ပင်အောင်စုဝေးကတချင်းဆိုသူဆိုကြသည်အလုတ်စကန်းကြီး၏နောက်ဆုံးညသို့ရောက်ခဲ့လေပြီနှုတ်ဆက်ပွဲအဖြစ်မနောအကကြမည်ဖြစ်သည်ဖျားเจ้าခမ်းမကြီးအလဲတွင်မနောတိုင်များထောင်ထားသည်မိမိနှင့်အတူကမိအတွဲကိုရှာထားရသည်ရိုးရာဝတ်စုံပါလျင်ဝတ်ဆင်ကြရန်ဖြစ်သည်ကင်စရာဓာမရှိသူများကဒုတ်ချောင်းများကိုဓာအမတ်နှင့်ကင်ကြရသည်ဥဆောင်မိဆရာကညွှန်ကြားချက်များပြောပြသည်မနောကရာတွင်အပိုင်းနှစ်ပိုင်းခွဲ၍ကမိဖြစ်သည်တပိုင်းလျင်တနာရီခန့်ကြာပေမည်ပထမပိုင်းကပြီးလျင်ဒုတိယပိုင်းကိုမဖြစ်မနေဆက်ကရမည်ဆို၏ဆက်မကလျင်ချစ်သူနှင့်လွဲရတတ်သည်ဟုသည်ဆရာစကားကြောင့်ဝါကနေပွဲကျသွားသည်မိသူတူဦးတယောက်ကမျှမိမိချစ်ရသူနှင့်လွဲခြင်းအံ့မထင်မနောအကဟုသည်ကချင်တိုင်းသားတို့၏ရိုးရာအောင်ပွဲခံအကဖြစ်သည်တောင်ရစဘာပေါ်ချိန်စစ်အောင်မြင်မှုရချိန်စသည့်အချိန်အခါများတွင်စုဝေးကကြသည့်ကပွဲဖြစ်သည်ကျင်းပသည့်အကြောင်းရင်းပေါ်မူတည်၍စွတ်မနောင်ပဒံမနောင်စသဖြင့်မနောပွဲအမျိုးမျိုးရှိလေသည်ယခုညကအလုတ်စခန်းကြီးအောင်မြင်စွာပြီးဆုံးသည့်အထိမ်းအမှတ်ဖြစ်ရာကဝက်ကက်မနောင်ဟုခေါ်ဆိုရပေမည်မနောကပွဲစသောအခါဥဆောင်သူနှစ်ယောက်ကရှေ့မှဥဆောင်၍ကသည်ဆပ်အဖွဲ့သားများကမောင်းများတိခတ်၍မနောသချင်းတီဆိုပေးကြသည်လမ်းကြောင်းအမျိုးမျိုးပုံဖော်၍ဥဆောင်သည့်အတိုင်းအနောက်မှလိုက်ကကြသည်ကနေရင်စဝိုင်းပုံစံနှစ်ဝိုင်းဖြစ်သွားသောအခါအတွင်းဘက်ကိုမျက်နှာမူလိုက်ကြသည်ဟေ့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 ဝေးအချက်ပေးလိုက်သောအခါတံပြန်ဟေ့၍အလဲသို့တဖြည်းဖြည်းစုဝင်လာကြသည်အလဲတွင်အားလုံးစုံသောအခါဓားများလက်များမြောက်ကဝေးကနေအော်၍အောင်ပွဲခံကြသည်ထို့နောက်သို့တလန်းချင်းပြန်ဆုပ်ပြီးလျင်အရှိပြန်တက်၍အောင်ပွဲခံစက်ဝိုင်းတစ်ခါဝိုင်းမိသောဤသို့၃ကြိမ်ပြုလုပ်ရသည်တနာရီခန့်ကာပြီးကြသောအခါပထမပိုင်းပြီးဆုံးသွားလေသည်ပထမပိုင်းကာပြီးသောအခါစားတောက်ဆောင်တွင်စံပြုတ်သွားတော့ကြပြီးခိတ္တအနားယူကြရသည်ထို့နောက်မနောအကဒုတိယပိုင်းကိုမမောတန်းပျော်ရွှင်စွာဆက်၍ကကြလေသည်2005ခုနှစ်အလုတ်စခန်းကြီးကဤတွင်ဆုံးခန်းတိုင်ခဲ့လေပြီကိုရထားနေပြန်ကြရပြီတော့မည်တွေးဆုံခြင်းနောက်တွင်ခွဲခွာရခြင်းသည်ရောက်လာတတ်စမြဲနောက်ဆုံးညဖြစ်၍တော်တော်နှင့်မအိပ်နိုင်ကြအမျိုးသမီးအိတ်ဆောင်ရှိမြက်ခင်းပြင်ရှိတပ်ပင်အောက်တွင်စုဝေး၍ဂီတာတီးသချင်းဆိုကြသည်ကျွန်ုပ်နှင့်ဒိုနေမှုတို့ကပင်တိုင်တိခတ်ပြီးကြရသည်တစ်ဖက်တွင်
SAF အဖွဲ့သားများနှင့်အတူဝိုင်းဖွဲ့စကားပြောနေကြသည့်ဝိုင်းတဝိုင်းလည်းရှိသေးသည်တချို့ကတခြင်းနားထောင်ရင်းမြက်ခင်းပေါ်တွင်အိပ်ပျော်သွားကြသည်မေလဖြစ်တော်လဲညအချိန်ကလီတဖြူးဖြူနှင့်အတော်ပင်ချမ်းအေးလာသည်သို့သောအေးဒံကိုအမှုမထားဘဲတခြင်းများဝိုင်းဖွဲ့သည်ဆိုရင်းနောက်ဆုံးညကိုဖြတ်တန်းကြသည်ဖျားကြောင်ခမ်းမဘက်တွင်ရန်ကုန် UCF မှစတီဗင်တို့ဦးဆောင်စုဝေးသောတဖွဲ့ရှိသေးလေသည်ဝါဆိုဖျောင်းနိုင်ကြီးထုံးကတညလုံးဂိမ်းကစားကြသည်မနက်9 နာရီခန့်တွင်ဂီတာဝိုင်းရောဂိမ်းဝိုင်းပါတင်ကြပြီမနက်6 နာရီတွင်အပြန်ခရီးစတင်ကြရပေမည်ကျွန်တော်တို့လည်းအခန်းသို့ပြန်၍ကမန်းကရန်ထုတ်ဖို့ပြင်ဆင်ရသည်အိတ်နေသောသူများလည်းနိုးထလာကြပြီးမကြမီပင်အားလုံးအဆင်သင့်ဖြစ်နေကြလိမ့်မည်ဂျော်ဘွန်တာဝန်ခံဆရာကထမင်းထုတ်များဝေငှပေးသည်အချိန်ကျသောမြို့ခံအိမ်ရှင်မြကြီးနား UCF တငယ်ချင်းများကိုလက်ပြနှုတ်ဆက်ရင်းဂျော်ဘွန်မှထွက်ခွာလာခဲ့ကြလေသည်မေလ16 ရက်တနင်္လာမနက်တွင်ဂျော်ဘွန်မှမြကြီးနားဘူရာကြီးသို့ထွက်ခွာလာခဲ့ကြသည်ဘူရာရောက်သောအခါဇင်းကြံတွင်အထုပ်အပိုးများချ၍ရထားတွဲထိုးချိန်ကိုစောင့်ဆိုင်းနေကြသည်မြကြီးနား UCF မှတငယ်ချင်းတချို့ဘူရာယုံသို့လိုက်လာပြီးနှုတ်ဆက်ကြရှာသည်ရထားတွဲထိုးသောအခါပြန်မိသူများလိုက်ဖို့သူများအားလုံးရထားပေါ်တက်ကြကာတခြင်းများဆိုကြကကြသည်ဝမ်းမြောက်ကြလော့ချီးမွမ်းကြလော့ငါနှင့်အတူဂျာလီနှင့်အငဲကစတင်၍တီဆိုကပြလိုက်သောအခါအားလုံးလိုက်ဆိုလိုက်ကကြတော့သည်ယခုကဲ့သို့ရထားတွဲပေါ်တီဆိုကခုံနှုတ်ဆက်ကြသည်ကိုမြကြီးနားမှဆရာတယောက်ကဗီဒီယိုရိုက်ကူးမှတ်တမ်းတင်နေသည်ရထားထွက်ခွာရန်အုပ်ဩတန်ကြသောအခါပြန်မိသူများရထားပေါ်နေရာယူပြီးလိုက်ဖို့နှုတ်ဆက်သူများဇင်းကြံသို့ဆင်းကြသည်ပသိမ် UCF မှအငိုမင်းသမီးနော်ဘွေဝါစငိုလေပြီမျက်ရည်ဆန်းဆန်းနှင့်လိုက်၍နှုတ်ဆက်နေရှာသည်တလိမ့်လိမ့်နှင့်ရထားစတင်ထွက်ခွာသောအခါပဒင်းပေါက်မှခေါင်းပြူကာအော်ဟစ်လက်ပြနှုတ်ဆက်ကြသည်ဘူရာဇင်းကြံတွင်ကြံနေရစ်ခဲ့သောတငယ်ချင်းများ၏ပုံရိပ်သည်တဖြည်းဖြည်းဝေး၍ပျောက်ကွယ်သွားသည်သို့သောနှလုံးသားထဲတွင်ဆွဲထင်ကြံနေရစ်ခဲ့သောဤအလုစခန်းကြီး၏အမှတ်တရများကိုကသိမ်းဆည်းထားခွင့်ရှိနေအောင်မည်ကျွန်ုပ်လည်းတညလုံးမအေးရသေးသဖြင့်ယထာထွက်သည်နှင့်ခုံအောက်ဝင်တိုး၍အိတ်လာခဲ့သည်ယထာသံဂျုံဂျုံကြက်ကြက်နှင့်အတူတခြင်းတီဆိုတန်များအကြားကျွန်ုပ်နိုးထလာသောအခါအတော်ပင်ခီးပေါက်နေခဲ့လိမ့်မည်မြကြီးနား UCF မှတငယ်ချင်းများကိုခွဲခွာနှုတ်ဆက်ခဲ့ရတော့လဲကြံသည့် UCF အဖွဲ့များအားလုံးယထာပေါ်ပါလာကြသည်ဖြစ်ရာတခြင်းဆိုစကားပြောနောက်ပြောင်ကြည်စဲကြရင်းပျော်ရွှင်စွာခရီးဆက်ကြသည်ဤအပြန်ခရီးသည်အလားခရီးနှင့်မတူစွာအားလုံးအချင်းချင်းရင်းနှီးနေခဲ့ကြလိမ့်မည်ဘူရာများတွင်ယထာရက်သောကျွန်ုပ်တို့အတွဲကိုလူအများဝိုင်းကြည့်ကြသည်ယထာတွဲထဲတွင်တခြင်းဆိုစော်ကစားစူညံနေသည်ဖြစ်၍အထူးအဆန်းဝိုင်းကြည့်ကြခြင်းဖြစ်သည်အပြန်ခရီးတွင်မိမိထိုင်ကုန်ဟူ၍အတိတကျမရှိတော့တခုံပြီးတခုံကူးကြည်တန်းကြည်လိုက်ထိုင်ကြသည်ဂီတာလဲတွဲရှိပိုင်းရောက်လိုက်အနောက်ပိုင်းရောက်လိုက်နှင့်အနားမရထမင်းစားလျင်လဲသူဟာငါဟာမခွဲတော့ပဲရှိသည့်ထမင်းဟင်းကိုအားလုံးဝိုင်းစားကြသည်မေလ18 ရက်အင်္ဂါမနက်ပိုင်းရောက်သောယထာသည်စကိုင်းတိုင်းထဲသို့ရောက်ရှိနေလေပြီညီလေးတို့တပိတ်ဆင်းတော့ခြင်းတောက်လို့ရတယ်နော်ယထာကတွဲချော်နေလို့ကြာအောင်မယ်ရွာထောင်ဘူရာတွင်ယထာရက်နေစဉ်တွဲဆောင်ကလာပြောသည်တို့နှင့်ဘူရာအပြင်ထွက်၍မုတ်ထက်စားကြသည်အစားအသောက်များမှာလွန်စွာဈေးချိုသဖြင့်လက်ကျန်ငွေနည်းနေပြီဖြစ်သောကျွန်တော်တို့အဖို့ဟန်ကြလှသည်အချိန်တော်ကြာစောင့်ဆိုင်ကြရပြီးမှယထာပြန်လည်ထွက်ခွာသည်လူစစ်ကြည့်သောအခါတင်နီလာထေးနှင့်မုံရွာ UCF ကျောင်းသူတူပါမလာခဲ့ကိုဒေးဗစ်နှင့်အန်နီဆေးလည်းကြံခဲ့သည်သို့သောပူစရာမရှိရွာထောင်သည်စကိုင်းမြို့နှင့်နီးသည်စကိုင်းမှမန္တလေးသို့ကားစီးလျင်ခဏနှင့်ရောက်နိုင်လေသည်မန္တလေးဘူရာကြီးသို့ယထာဆိုင်သောအခါယထာပြောင်းစည်းရန်အထုပ်အပိုးများတဲချကြသည်ကလေးမန္တလေးမုံရွာ UCF အဖွဲ့များကျန်းနေရစ်ခဲ့တော်မူဖြစ်သည်ညနေပိုင်းမှယထာထွက်မည်ဖြစ်၍လဲပတ်ရန်အချိန်ရသေးသည်တို့နှင့်မန္တလေးတောင်တက်မည်အဖွဲ့နှင့်မန္တလေး UCF Center သွားမည်အဖွဲ့ဟု၍နှစ်ဖွဲ့ထွက်ခွာခဲ့ကြသည်မန္တလေး UCF Center သွားသောအဖွဲ့နှင့်
ကျွန်ုပ်လိုက်ပါလာခဲ့သည် UCF စင်တာသည်မန္တလေးတက္ကသိုလ်အနီးဘော်ဒီကုန်းအရက်တွင်တည်ရှိသည်စင်တာဝင်းရောက်သည်နှင့်ရေချိုးကန်တွင်ရေချိုးကြသည်ခြံဝင်းတောင်တွင်ဖျားရှိခိုးဝတ်ပြုဆောင်တည်ရှိသည်ကျောင်းသူကျောင်းသားများနေထိုင်သည့်အဆောင်များလည်းရှိလေသည်လွန်ခဲ့သောနှစ်30ခန့်ကျွန်ုပ်၏အဖေမန္တလေးတက္ကသိုလ်တက်စဉ်အခါကဤဝင်းထဲတွင် UCF ဝတ်ပြုခြင်းအစီအစဉ်များလာရောက်ပါဝင်ခဲ့ပေမည်ကျွန်ုပ်တို့မူဥပင် UCF မြေကွက်တွင်လည်းဝတ်ပြုဆောင်လူနေဆောင်များစောက်လုပ်နိုင်လျင်ကောင်းမည်ဟုတွေးမိသည်နေ့လယ်စာကိုစင်တာမှအနှဲငယ်လမ်းလျှောက်သွားရသည့်ဆိုင်တစ်ဆိုင်တွင်စားကြသည်လက်ရကောင်း၍စားမိန်သည့်ဆိုင်ပေသည်မန္တလေး၏နေ့အပူချိန်သည်ပူပြင်းလာသည်နေပူတဲ့လမ်းလျှောက်ရသည်မှာမစားသာလာရွာထောင်ပူရာတွင်ကြံနေရစ်ခဲ့သော၄ယောက်လည်း UCF စင်တာသို့ရောက်ရှိလာကြသည်စကိုင်းမြို့မှတဆင့်ကားစီးလာကြခြင်းဖြစ်သည်ထမင်းစားပြီးနောက်ခေတ္တအနားယူကြသည် UCF ဝတ်ပြုဆောင်ရှိခုံတန်းများပေါ်တွင်ပန်ကာလီတဖြူဖြူနှင့်တရေအိတ်လိုက်ကြသေးသည်အချိန်ကြာသောအခါ UCF စင်တာမှဘူတာကြီးစီသို့ပြန်လည်ထွက်ခွာလာခဲ့ကြလေသည်ယထာထွက်ခါနီးသောအခါကလေး UCF အဖွဲ့ဘူတာသို့လာရောက်နှုတ်ဆက်ကြသည်ခွဲခွာရခြင်းသည်နောက်ထပ်တစ်ချိန်ရောက်ရှိလာခဲ့လေပြီမြစ်ကြီးနားဘူတာတွင်နှုတ်ဆက်ခွဲခွာခဲ့ရသည်မန္တလေးဘူတာတွင်နှုတ်ဆက်ခွဲခွာကြရတော့မည်ရန်ကုန်ဘူတာသို့ရောက်လျင်လည်းနှုတ်ဆက်ခွဲခွာကြရပေဦးမည်ဘူတာယုံဟူသည်နှုတ်ဆက်ခွဲခွာရခြင်း၏အထိတ်အမှတ်သင်္ကေတပေလောယထာထွက်ခွာရန်အုပ်အောဆွဲသောအခါကလေး UCF တငယ်ချင်းများကတယောက်ချင်းစီကိုလိုက်၍လက်ဆွဲနှုတ်ဆက်ကြရှာသည်နှုတ်ဆက်လမ်းခွဲချိန်ဘူတာယုံလေးတဲ့စကားတွေမပြောတိုးတိတ်စွန့်အာနေကိုစီဒဏ်ရာတွေနဲ့ပေါ့နောက်ထပ်တွေ့ဖို့မလွယ်တခါတလေသတိရမိရင်တော့ဒုနှစ်ယောက်အကြောင်းလေးတွေပြန်လဲရင်ခုန်ကြည့်ပေးပေါ့ဂီတာကိုကောက်ကန်၍အလွန်ဝါဤစိတ်ကူးနေယူသခြင်းကိုကျွန်ုပ်ဆဆိုလိုက်သောအခါအားလုံးလိုက်ဆိုကြသည်ဗရော်နီကာကမျက်ရည်ဝဲနေရင်လိုက်နှုတ်ဆက်နေသည်နော်ဘွေဝါမူကားရှိုက်ကြီးတငင်ငို၍နေနှင့်လေပြီယထာသည်တလိမ့်လိမ့်နှင့်စတင်ထွက်ခွာလာရင်တပြေးပြေးအရှိန်မြန်လာကရန်ကုန်မြို့တော်ကြီးစီသို့ကစုံပေါက်ခုံမောင်းနေလေသည်တငယ်ချင်းများကိုခွဲခွာထားခဲ့ရသောကျွန်ုပ်တို့၏စိတ်များမှာယထာလောက်အရှိန်မရသည်မန္တလေးမှဖြင်းချင်းစွာထွက်ခွာနေရသည်ထင်ယထာတွဲသည်အချိန်အတော်ကြာတိတ်ဆိတ်၍နေသည်များမကြာမီဂီတာသံများစကားဝိုင်းဖွဲ့သံများပြန်လည်ထွက်ပေါ်လာသည်ကျန်နေသည့်အောက်ပိုင်း UCF အဖွဲ့သားများရခင်အတိုင်းတီးကြဆိုကြရီကြမောကြစူညံကြဖြင့်အပြန်ခရီးကိုလိုက်ပါလာကြသည်ညတကောင်ကျော်အာယုံမတက်မီတောင်ငူဘူတာတွင်ယထာဆိုင်သည်ဒိုနေမှုနှင့်အတူတောင်ငူတွင်လိုက်လဲမိသူတို့ဆင်းသွားကြသည်ကျွန်ုပ်၏ဖနက်ကိုပင်မှားစီးသွားကြသေးသည်မနက်ခင်းပဲခူးဘူတာကိုဖြတ်သောအခါယထာအရှိန်လျှော့၍ခုံမောင်းသည်ပဲခူးပြန်ရမည့်တယောက်ခုံဆင်းသွားပြန်သည်မေလ18ရက်ဗုဒ္ဓဟူးမနက်ပိုင်းတွင်ရန်ကုန်ဘူတာကြီးသို့ယထာဆိုက်ရောက်လေသည်ပြန်လည်ရောက်ရှိလာကြသော UCF များအသီးသီးကားငှား၍ထွက်ခွာသွားကြသည်ကျွန်ုပ်သည်လည်းယခုအပတ်အတွင်းကျောင်းတက်ရမကြံတော့သည်ကတကြောင်ဘတ်ဂျက်လည်းကုန်ခန်းနေပြီဖြစ်၍မူပင်သို့တမ်းမသွားဖြင့်တက္ကစီတစ်စီးကိုငှားကာကျွန်ုပ်၏နေအိမ်ရှိရာသုဝနာအားကစားကွင်းအနီးဝေဇယန္တာအိမ်ယာသို့ပြန်လာခဲ့လေတော့သည်အချိန်က2023မေလ21ရက်တနင်္ဂနွေညနေခင်းဟောင်းနှံဆုပ်ပြဲနေပြီဖြစ်သောမိခိုရောင်အချမ်းစာရွက်များကိုသိမ်းဆည်းလိုက်သည်လွန်ခဲ့သော18နှစ်ကအသက်20အရွယ်ကောင်လေးတစ်ယောက်၏မှတ်တမ်းစာရွက်များဖြစ်သည်ထို့နောက်ပဒင်းတကားအပြင်ဘက်ငေးမောနေမိသည်စိတ်အလင်းတို့သည်ပြစ္ဆုတ်ပံသို့လုံးလုံးပြန်မရောက်နိုင်သည်ညနေစည်းစာအလှနှင့်မိုးချင်းတန်တက်တဲ့ကလွမ်းဆွေးစိတ်ကိုဆွဲဆန့်ပေးလျက်ရှိနေသည်မှတ်တမ်းစာရွက်များသည်အတော်ပင်ဟောင်းနှံဆုပ်ပြဲနေလေပြီတချို့စာမျက်နှာများသည်တပိုင်းတစသာကျန်သည်တချို့စာမျက်နှာများတွင်ဟိုနေရာဒီနေရာအပေါက်များဖြစ်၍နေလေပြီထို့ကြောင့်ဤဆယ်ရက်တာအတော်တွင်တပန်းပြန်လဲစာစီ၍အင်တာနက်ပေါ်ရှိမျက်နှာစာအုပ်တွင်နေ့စဉ်သိမ်းဆည်းလာခဲ့သည်မှာယနေ့တွင်ပြီးစီး၍သွားလေသည်တချို့အရာများကိုမှတ်တမ်းတင်ထားသဖြင့်ပြန်သိရသည်
မှတ်တမ်းတွင်မပါဝင်တော့လဲတချို့အရာများကိုနှလုံးသားကခံစားမိသည်တချို့လူများကိုမှတ်မိသည်တချို့လူများကိုဝိုးတော်သာတချို့လူများနှင့်ပြန်ဆောင်ပြစ်ကြသည်တချို့နှင့်နောက်ထပ်မဆုံးပြတော့တချို့ကလောကနယ်တွင်ကျင်လည်ရှင်သန်နေစေတချို့ကတော့အိမ်တော်ပြန်သွားနေကြလိမ့်မည်ဘဝဟူသည်တည်ကအခိုက်အတန့်များစူးစီးထားခြင်းဖြစ်သည်အမတ်တမဲ့များသည်အမတ်တရားတို့ကိုဖြစ်စေသည်တစ်ချိန်တစ်ခါကတွားရောက်ခဲ့မှုသည့်အလုတ်စကန်တစ်ခု၏အမတ်တရားများစွာကိုကျွန်ုပ်အမတ်ရနေပါပြီ